ပဲမင်္ဂလာပါရှင်မြန်မာ sharing channel မှာကြိုဆိုပါရစေမြန်မာ sharing channel ကို subscribe လုပ်ပေးပြီးအသစ်တွေတိုင်းပြရအောင်ဘေးနားက notification လေးကိုပါနှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နှလုံးလာသူတို့ရင်မှာအများကျိုးအတွက်စင်သာအတားကိုစပရစိတ်မွေးကကောင်းညို့လှဆောင်နေကြသူတွေပါဒုက္ခတွေလို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေ့ရှက်ပြီးမလို့သာမြင့်မြတ်စိတ်ထားနဲ့ဝိုင်းဝန်းညလို့သာချစ်စရာမြဲပြီးတော့မှမြတ်တာခံဒီတရားတွေနဲ့ပေါင်းစုညီညာအားနေသူကိုထူပြီးကြပါနှလုံးလာသူတို့ဝိုင်းလို့ပူကြပါနှလုံးလာသူတို့ရင်မှာအများကျိုးအတွက်အစင်သာအတားကိုစွန်ပရစိတ်မွေးကကောင်းညို့လှဆောင်နေကြသူတွေပါဒုက္ခတွေလို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေ့ရှက်ပြီးမလို့သာမြင့်မြတ်စိတ်ထားနဲ့ဝိုင်းဝန်းညလို့သာချစ်စရာမြဲပြီးတော့မှမြတ်တာခံဒီတရားတွေနဲ့ပေါင်းစုညီညာအားနေသူကိုထူပေးကြပါနှလုံးလာသူတို့ဝိုင်းလို့ပူကြပါအကျဉ်းနာတရားရင်မထားကချစ်လာလွမ်းဝေမြတ်တာဆန်းရင်စီးစင်းနေတဲ့မြမတွေပါလူသားချင်းစာနာကအားနေသူကိုကူပေးကြပါနှလုံးသားလာသူဝိုင်းကကူပါတခဏလေးတဘာဝဘေးကရက်စက်ခါသွားလို့လူပေါင်းများစွာဒုက္ခကြုံနေရှာသူတို့လေးတွေအတွက်ဖြူစင်စိတ်ထားနှလုံးသားများနဲ့ဝိုင်းလို့ကူကြပါအားနေသူကိုထူပေးကြပါနှလုံးလာသူတို့ဝိုင်းလို့ကူကြပါနှလုံးလာသူတို့ရင်မှာအများကျိုးအတွက်အစင်သာအတားကိုစွန်ပရစိတ်မွေးကကောင်းညို့လှဆောင်နေကြသူတွေပါဒုက္ခတွေလို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေ့ရှက်ပြီးမလို့သာမြင့်မြတ်စိတ်ထားနဲ့ဝိုင်းဝန်းညလို့သာချစ်စရာနဲ့ပြီးတော့မှမြတ်တာခံဒီတရားတွေနဲ့ပေါင်းစုညီညာအားနေသူကိုထူပေးကြပါနှလုံးလာသူတို့ဝိုင်းလို့ပူကြပါအကျဉ်းနာတရားရင်မထားကချစ်လာလွမ်းဝေမြတ်တာဆန်းရင်စီးစင်းနေတဲ့မြမတွေပါလူသားချင်းစာနာကအားနေသူကိုကူပေးကြပါနှလုံးသားလာသူဝိုင်းကကူပါတခဏလေးတဘာဝဘေးကရက်စက်ခါသွားလို့လူပေါင်းများစွာဒုက္ခကြုံ